အားလုံးမင်္ဂလာပါဒီနေ့သင်ခန်းစာ14မှာတော့ sketch ချစ်တဲ့အခါမျိုးမှာအသုံးပြုတဲ့ skin tone ဆွဲနည်းတွေကိုမျှဝေသွားမှာဖြစ်ပါတယ်သင်ခန်းစာ10တုန်းက blending နည်းကိုအသုံးပြုပြီးတော့ skin tone အနုအရင့်တွေကိုဆွဲသွားသလိုမျိုးအခုသင်ခန်းစာမှာတော့ cross hatching နည်းကိုအသုံးပြုပြီးတော့ skin tone အနုအရင့်ကိုဆွဲသွားမှာဖြစ်ပါတယ်သင်ခန်းစာပြီးမဲ့အချိန်ကလူပုံတူဆွဲနည်းရေးဆွဲပြီးတဲ့အထိဖြစ်ပါတယ်ခဲပကြီးသင်ခန်းစာတွေကိုအပတ်စဉ်အင်္ဂါနေ့ညတိုင်းမှာ Facebook, YouTube နဲ့ TikTok တို့ကနေမျှဝေပေးနေပါတယ်နော်ဒီသင်ခန်းစာလေးမစခင်မှာသင်ကြားပေးခဲ့တဲ့ဆရာမကိုအရင်ဆုံးဦးထိပ်ထားပါတယ်။ line တွေကို skin tone အနေနဲ့ sketching မချစ်ခင်မှာ line သဘောတရားတွေကိုသိထားသင့်ပါတယ်။သင်ခန်းစာ10မှာတော့ကတုံးပြတ်တာ၊တုံးပြေတာ၊တုံးရောတာတွေကိုလေ့ကျင့်ခဲ့ပြီးပါပြီ။အခုကတော့ line ရဲ့သဘောတရားတွေဖြစ်တဲ့ line ပြတ်ခြင်းတွေ၊line ပြေခြင်းတွေ၊line ရောခြင်းတွေကိုထပ်ပြီးတော့လေ့လာကြရအောင်။အခုမြင်းလဲလေးကိုဆွဲတယ်ပြီးတော့မြင်းမက်လေးကိုဆွဲတယ်ပြီးရင်မြင်းလဲလေးကိုပြန်ပြီးတော့ဆွဲပါတယ်အခုလိုမတူညီတဲ့ line လေးတွေကိုပေါင်းဆက်ခြင်းအပြင် line ပြတ်ခြင်းဆိုတဲ့သဘောတရားလေးရပါတယ် sketch ချစ်တဲ့အခါမှာ line ပြေတဲ့သဘောတရားလေးကိုဆွဲဖို့အတွက်လက်ကိုအဖိဖော့လေးသုံးပြီးတော့ဆွဲမယ်နော် line ကိုအရင်ဘက်ကိုဖိပြီးတော့အဖျားဘက်ကိုဖော့ပြီးလက်ကိုလွှတ်လိုက်တဲ့အခါမျိုးမှာ line ရဲ့အဆုံးသက်လေးကကိုလိုအပ်တဲ့တုံးချယ်မဲ့နေရာအထိမရောက်ဘဲနဲ့ရပ်သွားခဲ့မယ်ဆိုရင်အခုလိုမျိုးမြင်းနှစ်ကြောင်းကြားထဲမှာမြင်းတစ်ကြောင်းထပ်ထည့်ပြီးတော့ဆက်ပြီးတော့ဆွဲလို့ရပါတယ်အခုလိုအဖိအဖော့နဲ့ဆွဲတဲ့မြင်းဖြောင်း line ပြေလေးတွေကိုဘယ်နေရာမှာသုံးလဲဆိုရင်တုံးပြေရောမဲ့နေရာမျိုးလေးတွေမှာသုံးပါတယ်ဥပမာဆိုရင်လူမျက်နှာရဲ့နှစ်ဖူးပြင်တက်တဲ့နေရာမျိုးလေးတွေပါးပြင်နေရာမျိုးလေးတွေမှာအသုံးပြုပါတယ်ပြားတဲ့အရာဝတ္ထုမျက်နှာပြင်လေးတွေမှာလည်း line ပြေလေးတွေကိုအသုံးပြုပါတယ်ပြီးတော့မြင်းကွေးတွေကိုအဖိအဖော့လေးသုံးပြီးတော့ဆွဲတာက line ရောတာပါမြင်းကွေးနှစ်ကြောင်းကြားမှာမြင်းကွေးတစ်ကြောင်းကိုထပ်ထည့်ပြီးတော့လည်း line တွေကိုဆက်ဆွဲလို့ရပါတယ်ဒီလိုမြင်းကွေးတွေကိုဒုတဲ့ပေါ်လွင်စေခြင်းတဲ့အခါမျိုးမှာသုံးပါတယ်။ line ပြတ်တဲ့ပုံစံလေးကတော့နောက်ခံ background တွေဆွဲတဲ့အခါမျိုးနဲ့ကြမ်းတမ်းမှာကြောတဲ့အရာဝတ္ထုတွေကိုဆွဲတဲ့အခါမျိုးတွေမှာသုံးတတ်ပါတယ်။ line သဘောတရားလေးတွေကိုသိသွားပြီဆိုရင် skin tone ဆွဲတဲ့ဘက်ကိုသွားကြရအောင်နော်။ layer တွေတစ်ထပ်ပြီးတစ်ထပ်တင်ပြီး blending နည်းနဲ့ skin tone ဆွဲတဲ့နည်းကတော့သင်ခန်းစာ10ပါ။အခုဆွဲမဲ့ skin tone ကတော့ sketch ချစ်တဲ့အခါမျိုးတွေမှာသုံးပါတယ်။သင်ခန်းစာ10မှာလိုပဲတုံးအနုအရင့်တွေကိုဆွဲကြမယ်နော်။2B ခဲတံသုံးပြီးတော့ဆွဲကြည့်ပါမယ်။ခဲတံကိုအလယ်နာကနေကင်ပြီးတော့လက်အဖိဖော့လေးသုံးပြီးတော့ဆွဲပါမယ်။မြင်းလေးချောင်းကို cross hatching ပုံဖြတ်ပြီးတော့ဆွဲမယ်နော်။ direction ကိုအားတန်တဲ့ပုံစံအတိုင်းဆွဲပါနော်။ဘယ်ဘက်မှာတုံးရင့်မယ်အလယ်လောက်မှာတုံးကိုအလက်လောက်ထားမယ်ညာဘက်ရောက်လာလေတုံးနှုတ်သွားတဲ့ပုံစံမျိုးကိုဆွဲမယ်နော်ပထမမြင်းဆောင်လေးဆွဲပြီးတော့ဒုတိယမြင်းဆောင်လေးကိုဆွဲပါမယ်မြင်းတွေဆွဲတဲ့အခါမှာမြင်းဆောင်တွေကိုအရင်မဆွဲဘဲနဲ့မြင်းလဲတွေမြင်းမက်တွေကိုအရင်ဆွဲလိုက်ရတယ်ကိုကြိုက်တဲ့ပုံစံကိုအရင်ဆွဲလို့ရပါတယ်တုံးအပြည့်ဖြစ်သွားအောင်မြင်းလေးတွေကိုထပ်ဆက်လိုက်လို့ရတယ်နော်အခုဆိုရင်မြင်းနှစ်ကြောင်းဖြတ်ပြီးပါပြီအခုတစ်ခါမှာတော့မြင်းလဲကိုလက်ဖိဖော်လေးသုံးပြီးတော့ထပ်ဆွဲကြရအောင်နောက်ဆုံးအနေနဲ့မြင်းမက်လေးကိုဆွဲကြမယ်နော်တုံးအလက်နေရာကိုဆွဲတဲ့အခါမှာခဲတံရဲ့ဖိအားကိုနည်းနည်းလျှော့ပေးပါတုံးအနုဘက်ကိုရောက်လာလေပြီခဲတံရဲ့ဖိအားကပို့ပြီးတော့လျော့လာလေပြီဖြစ်ရပါမယ်နော်တုံးအယောင်အရင်ဖြစ်မဲ့နေရာမှာအယောင်လေးဖြော့နေတဲ့အတွက်အယောင်လေးကိုတစ်ခါထပ်တင်ပါမယ်အယောင်တင်တဲ့အခါမှာလည်းခုနကဆွဲသွားသလိုပဲမြင်းလေးချောင်းကိုဖြတ်ပြီးတော့ပဲအယောင်တင်တာပါနော်ခဲတံနဲ့ဆွဲတာထက်စာရင်ခဲသားဘောပင်နဲ့ sketch ချစ်တာကပို့ပြီးတော့ချစ်လို့ကောင်းမယ်ထင်ပါတယ်အခုခဲသားဘောပင်လေးနဲ့ထပ်ပြီးတော့အယောင်လေးထပ်တင်ကြမယ်နော်အဖိအဖော့သုံးပြီးတော့ဆွဲတဲ့အခါလက်ကိုခက်မြက်မြက်လေးသာဆွဲပေးပါနော်လက်ရဲ့အရှိန်လေးနဲ့ခဲချစ်သွားတာကပို့ပြီးတော့ကောင်းတယ်အရှိန်မပါဘဲနဲ့နှေးနေမယ်ဆိုရင် line တွေတွန့်သွားမှာဆိုလို့ပါသတိပြုရမှာက line တွေတစ်ခုနဲ့တစ်ခုနဲ့ကြားဆက်ပြီးတော့ဆွဲသွားတဲ့အခါမျိုးတွေမှာ line ဆက်ထားတဲ့အရာမျိုးမကြံအောင်သတိထားပေးပါနော်ခဲတွေအစွန်းထွက်နေတဲ့နေရာတွေကိုပြန်ဖြတ်ပြီးတော့တက်တက်ရက်ရက်လေးပြန်လုပ်မယ်
အခုလေ့ကျင့်မှာကတော့တုံးနုရာမှရှင်းတဲ့ပုံစံကိုလေ့ကျင့်မှာဖြစ်ပါတယ်ဘယ်ဘက်ချမ်းမှာတုံးအနုဆုံးဖြစ်မယ်အလယ်မှာတုံးအလက်ဖြစ်မယ်ညာဘက်ချမ်းမှာတုံးအရင်ပုံစံဖြစ်ပါတယ်ဆွဲတဲ့အခါမှာတော့ line ကိုအရင်ဆုံးဖိပြီးတော့မှလက်ကိုလွတ်ပြီးတော့ဖော့ချလိုက်တဲ့ပုံစံကိုဆွဲတာဖြစ်တဲ့အတွက်ကြောင့်မို့လို့စဆွဲတဲ့အခါမှာတော့တုံးရင်းရာကနေပဲစဆွဲရမှာဖြစ်ပါတယ်အပေါ်ကပုံမှာတော့ဘယ်ဘက်မှာတုံးရင်းမယ်အောက်ကပုံမှာတော့ညာဘက်မှာတုံးရင်းတဲ့ပုံစံကိုပြောင်းဆွဲတာဖြစ်ပါတယ်ပြီးရင်မြင်းဆောင်နောက်တစ်ဖက်ကိုထပ်ဆွဲပါမယ်မြင်းနေဆွဲတဲ့အခါမှာကိုအားတန်ရာ direction အတိုင်းကိုသာဆွဲပါနော်ဘလို့ဆွဲတယ်ဆိုတဲ့သဘောတရားကိုနီးလန်းကိုသာသိသွားရင်ရပါပြီပုံသင်နည်းအတိုင်းအတိအကျမှတ်ယူစရာမလိုပါဘူးနော်လိုင်းလေးတွေကိုထပ်ဆက်ပါမယ်ဒီတစ်ခါလဲမြင်းလဲလေးကိုအဖိဖော့သုံးပြီးတော့ဆွဲကြရအောင်ဗီဒီယိုရှည်မှာဆိုလို့နည်းနည်းမြန်ထားမယ်နော်အခုတစ်ခါတော့မြင်းမလေးကိုဆွဲကြမယ်တုံးကရင်းမဲ့နေရာမှာတိတ်ပြီးတော့မရင်သေးလို့အယောင်လေးထပ်တင်လိုက်အောင်မယ်နော်ဆွဲတဲ့အခါမှာစာရွက်ကိုလှည့်ပြီးတော့မဆွဲပါနဲ့နော်စာရွက်ကိုပုံသေးထားပြီးတော့ပဲလက်ကိုပဲလှည့်ပြီးတော့ဆွဲပေးပါအခုတစ်ခါမှာတော့တုံးအနုကိုအလဲကောင်မှာထားပြီးတော့ဆွဲပါမယ်ဘဲနဲ့ညာမှာတော့တုံးအရင်ကိုဆွဲပါမယ်ဆွဲတဲ့အခါမှာလည်းမြင်းလေးချောင်းကို cross ဖြတ်ပြီးတော့လက်ကိုအဖိဖော့သုံးပြီးတော့အပေါ်ကဆွဲတဲ့နည်းတိုင်းပဲဆွဲသွားပါမယ်နော်သတိပြုရမှာကအလဲမှာတုံးအနုကိုထားပြီးတော့ဆွဲမှာဖြစ်တဲ့အတွက်ကြောင့်လက်ကိုဖိရာကနေလွှတ်လိုက်တဲ့အခါမှာလိုင်းကိုအရှည်ကြီးမလွှတ်လိုက်ပါနဲ့နော်အရှည်ကြီးမဆွဲလိုက်ပါနဲ့လို့ပြောချင်တာပါဘယ်ဘက်မှာမြင်းဆောင်ကိုချစ်ပြီးတဲ့အခါမှာညာဘက်မှာလည်းမြင်းဆောင်ကိုပဲဒီတိုင်းနဲ့ချစ်လိုက်မယ်နော်နောက်ထပ်တစ်ခါမြင်းဆောင်လေးကိုဘယ်ရောညာရောထပ်ချင်အောင်မယ်နော်အလဲမှာတော့တုံးအနုဆုံးဖြစ်တဲ့အတွက်ကြောင့်မို့လို့နေရာလေးခြံထားလိုက်မယ်မြင်းတွေတိုးနေတယ်ဆိုရင်လည်းထပ်ပြီးတော့ဆက်လိုက်ပါမယ်ဒီသင်ခန်းစာကိုမကြည့်ခင်မှာရှေ့ကသင်ခန်းစာ73ကိုမကြည့်ရသေးရင်အရင်သွားပြီးတော့ကြည့်ပေးပါနော်သင်ခန်းစာတွေကတစ်ခုနဲ့တစ်ခုဆက်နေတာမို့လို့အခြေခံလုံးဝမရှိတဲ့သူဆိုလို့ရှိရင်သင်ခန်းစာ1ကနေပဲမကြော်ဘဲနဲ့တစ်ဆင့်ချင်းကြည့်သွားပေးဖို့အကြံပြုပါရစေအခုဆိုရင်မြင်းလဲကိုလည်းလက်ဖိဖော်လေးသုံးပြီးတော့ဆွဲနေပါတယ်နော်ဒီ sketch ချစ်တာကစာရွက်ခဲတံမရွေးတဲ့အတွက်ကြောင့်လွယ်ကူစွာနဲ့လေ့ကျင့်နေလို့ရတယ်နော်အလဲကတုံးအနုကိုချစ်တဲ့အခါမှာတော့လက်ကိုအရန်ကိုဖော့ပြီးတော့ချစ်ရပါမယ်လက်ကိုအရန်သတိထားပေးပါနော်အခုနောက်ဆုံးအနေနဲ့မြင်းမလေးကိုအဖိဖော့လေးလက်ကိုသုံးပြီးတော့ဆွဲလိုက်မယ်နော်
မြင်းတွေကိုဆွဲတဲ့အခါမှာခက်စိတ်စိတ်လေးနဲ့ခက်မြန်မြန်လေးဆွဲပေးပါဒီသင်ခန်းစာလေးကလည်းလွယ်ပါတယ်နော်အဓိကကတော့လက်ရဲ့အဖိဖို့အချိန်အစလေးကိုကျွမ်းကျင်စွာနဲ့ဆွဲနိုင်သွားဖို့ပဲလိုပါတယ်တုံးရဲ့လိုအပ်တဲ့နေရာလေးတွေရှိတာလေးတွေကိုထပ်ပြီးတော့ဖြည့်မယ်blending နည်းကိုအသုံးပြုပြီးတော့လဲတုံးအနုယင်ကိုလေ့ကျင့်ပါအခုဆွဲတဲ့ cross section နည်းကိုသုံးပြီးတော့လဲတုံးအနုယင်ကိုလေ့ကျင့်ပေးပါနော်ဒီသင်ခန်းစာတွေကိုပိုင်နိုင်မှပုံတူပကြီးတွေရဲ့ skin တုံးတွေကိုဆွဲတဲ့အခါမှာအဆင်ပြေမှာဖြစ်ပါတယ်ဒီသင်ခန်းစာရဲ့အဆုံးကလည်းပုံတူပကြီးဆွဲနည်းမှာအဆုံးသတ်မှာဖြစ်ပါတယ်နော်အခုလေ့ကျင့်မှာကတော့တုံးအရင်ကိုပဲလက်အဖိဖို့သုံးပြီးတော့ဆွဲသွားမဲ့ပုံစံဖြစ်ပါတယ်တုံးလေးမျိုးကိုဖြတ်ပြီးတော့အပေါ်ကဆွဲသွားတဲ့ပုံစံတွေအတိုင်းပဲလေ့ကျင့်ပါနော်လိုင်းတွေကဘောင်ရဲ့အပြင်ဘက်ကိုအစွန်းထွက်သွားမှာကိုလည်းစိတ်မပူပါနဲ့เนาะအားလုံးပြီးမှပဲခက်ပြက်လေးနဲ့ပြန်ဖြတ်ပြီးတော့တက်ရက်လေးပြန်လုပ်လိုက်ကြရအောင်အစွန်းမထွက်ဘဲနဲ့ဆွဲနိုင်ရင်တော့အကောင်းဆုံးပေါ့နော်အခုဆိုရင်တော့ sketch ချစ်တဲ့နည်းနဲ့ skin တုံးဆွဲတဲ့သင်ခန်းစာလေးပြီးပါပြီเนาะနောက်ထပ်သင်ခန်းစာ2ခုလောက်ကိုတက်ပြီးရင်တော့ပုံလေးတွေကိုအတူတူလိုက်ဆွဲရမယ်အလှည့်ကိုရောက်ပါတော့မယ်သင်ခန်းစာအားလုံးပြီးသွားရင်တော့လူပုံတူကိုဆွဲနိုင်တဲ့အထိရသွားမယ်လို့မျှော်လင့်ပါတယ်ကိုကလည်းသင်တန်းသူတယောက်အနေနဲ့ပြန်လည်မျှဝေတာမျိုးဖြစ်တဲ့အတွက်ကြောင့်လိုအပ်ချက်တွေရှိတယ်ဆိုရင်လည်းအကြံပြုပေးလို့ရပါတယ်နော်ဒီသင်ခန်းစာလေးကိုလည်းလုံးဝရသွားတဲ့အထိကိုလေ့ကျင့်ပေးပါဒါဆိုနောက်တစ်ပတ်အင်္ဂါနေ့ညသင်ခန်းစာ15မှာပြန်တွေ့ကြရအောင်နော်